ဗျာဒိတ်တော်ကြားဖရာ24စုကောရမဗုဒ္ဓဗျာဒိတ်တော်ခံခဲ့တဲ့ဖရာပေါင်း24စုရှိလေးသိချေနဲ့ကဘာတသိန်းကာလပတ်လုံးပါရမီတော်တွေဖြည့်ဆည်းခဲ့တယ်အဲဒီလိုဖြည့်ဆည်းခဲ့တဲ့အခါမှာဖရာပေါင်း24စုနဲ့ဆုံတွေ့ခဲ့တယ်ပေါ့အဲဒီလိုဆုံတွေ့တဲ့အခါမှာ24သူသောဗုဒ္ဓတွေရဲ့ထံကနေပြီးဖရာဖြစ်လိမ့်မယ်လို့ဆိုတဲ့ဗျာဒိတအနာဂတ်ဟောကြားချက် prophecy လို့ခေါ်တယ် prophecy လို့အင်္ဂလိပ်လိုခေါ်ကြတယ်ဒီအမတန်မှတိကျသေးချာတဲ့ဟောကိန်းပေါ့ဟောကိန်းထုတ်တယ်လို့ဆိုလို့ဗျာဒိတ်ဆိုတာဗျာဒိတဆိုတဲ့စကားမှာဟောကိန်းထုတ်တယ်မဖြစ်သေးတာကိုကြိုတင်ဟောကိန်းထုတ်တာဟာယုတ်တိရှိရလားတဘာဝအနေနဲ့ကိုဖြစ်နိုင်လားလို့ဆိုတော့အခုဟောကိန်းထုတ်တဲ့ပုဂ္ဂိုလ်တွေကတာမန်ပုဂ္ဂိုလ်တွေမဟုတ်ဘူးသဗ္ဗညုတဉာဏ်တော်ရှင်ဘုရားသခင်ကိုရောမြတ်တွေဖြစ်တယ်ဒီကနေ့တာမန်လူသားတယောက်ကတောင်မှပဲဘယ်နေ့မုံတိုင်းဝင်လိုက်မယ်မုံတိုင်းတိုက်လိုက်မယ်ဘယ်နေ့ငရင်လှုပ်လိုက်မယ်ဘယ်နေ့လက်ကျလိုက်မယ်ဘယ်နေ့နေကျလိုက်မယ်ဟောကိန်းထုတ်လို့ရတာပဲဘာဖြစ်လို့ဟောကိန်းထုတ်နိုင်တယ်လဲလို့ဆိုပစ္စုပန်ဖြစ်ပေါ်နေတဲ့အခြေအနေတစ်ခုကိုကြည့်ပြီးတော့မဖြစ်သေးတဲ့အနာဂတ်ကိုပြောလို့ရတယ်ဒါကအင်တာမသဘာဝကြတဲ့စကားတစ်ခုပဲနော်မြန်မာနိုင်ငံအနေနဲ့ပြောမယ်ဆိုလို့ရှိရင်အိန္ဒိယဘင်္ဂလားအော်ပင်လယ်ထဲမှာလေဖိရဝန်းကြီးတစ်ခုဖြစ်ပေါ်နေတယ်မကြခင်မုန်တိုင်းဖြစ်လာနိုင်တယ်မြန်မာပြည်အလယ်ပိုင်းအထက်ပိုင်းသို့မဟုတ်အောက်ပိုင်းဝင်ပြီးတော့မိုးရွာနိုင်တယ်ဆိုတာအလုံးဟောကိန်းထုတ်နေတာတွေသိကြတာမှန်တဲ့လောက်မှန်တာပေါ့နော်အဲ့ဒီဟောကိန်းထုတ်တယ်ဆိုတာလည်းမဖြစ်သေးတာကိုကြိုပြီးတော့ပြောမယ်ဆိုရင်ဒါဗျာဒိတကြိုတင်ဟောပြောထားတဲ့အရာအဲ့ဒီလိုတာမန်ပုဂ္ဂိုလ်တွေတောင်မှပဲပစ္စုပန်ဖြစ်ပေါ်နေတဲ့အခြေအနေတစ်ခုကြည့်ပြီးတော့ဟောကိန်းထုတ်တာလူကိုလည်းကြည့်ပြီးဟောကိန်းထုတ်လို့ရှိတယ်ရတယ်လေကလေးတဦးဟာလိမ္မာတယ်စာကြိုးစားတယ်ဆိုတော့ဒီကောင်လေးကြီးပွားအောင်မှာဒါဟောကိန်းထုတ်တာပဲပေါ့ဟောကိန်းထုတ်တာပဲဘာဖြစ်မယ်ဆိုတော့သူ့ရဲ့အနာဂတ်ဘယ်လိုလုပ်ပြီးမဖြစ်သေးတာကိုကြိုတင်ပြောလို့ရတယ်လဲလို့ဆိုရင်ဖြစ်နေတဲ့အခြေအနေတစ်ခုကြိုတင်ပြောလို့ရတာပေါ့အဲ့ဒီအဓိပ္ပာယ်မျိုးဘုန်းကြီးတို့တွေမှတ်သားကြဗျာဒိတမြတ်စွာဘုရားထုတ်ဖော်ပြီးတော့ပြောကြတယ်ဂေါတမဗုဒ္ဓပါရမီတော်တွေဖြည့်ဆည်းနေတဲ့အချိန်ဖြည့်ဆည်းဖို့စတင်ကြိုးစားတဲ့အချိန်ကစပြီးတော့ပါရမီတော်တွေဖြည့်နေတဲ့အချိန်ဘုရား24စုနဲ့ဆုံတွေ့ပြီးတော့ထိုဘုရားမြတ်တို့ထံကနေပြီးတော့ဗျာဒိတ်ခံခဲ့ရတယ်ပေါ့အဲ့ဒီဗျာဒိတ်ခံခဲ့ရတဲ့ဘုရား24စုရှိတယ်လို့ဒီလိုမှတ်သားကြအခုဒီကနေ့ခေတ်2ကျိတ်8စု2ကျိတ်8စုနဲ့ပူဇော်ပြီးတော့ကိုးကွယ်နေကြတာဘာကြောင့်2ကျိတ်8စုဖြစ်ရသလဲဂေါတမဗုဒ္ဓဗျာဒိတ်ခံခဲ့တာက24စုအဲ့ဒီ24စုရဲ့ဂေါတမဗုဒ္ဓထည့်လိုက်တဲ့အခါကျတော့2ကျိတ်5စုဖြစ်သွားတယ်တခါအစဆုံးဗျာဒိတ်ခံခဲ့တဲ့ဒီပင်္ဂရာမြတ်စွာဘုရားနဲ့တကဘာထဲမှာပွင့်တာဘုရား3စုရှိသေးတယ်တဏင်္ဂရာတရဏင်္ဂရာမေထင်္ဂရာဘုရားလေးစုပွင့်တာအဲ့ဒီမှာဒီပင်္ဂရာဘုရားကနောက်ဆုံးပွင့်တာအဲ့ဒီရှေးကဘုရား3စုတကဘာထဲပွင့်တာဖြစ်တော့ကြောင့်အဲ့ဒီဘုရား3စုကိုထိသွင်းပြီးတော့ရေတွက်လိုက်တဲ့အခါကျတော့2ကျိတ်8စုဖြစ်သွားတာဒါကဒီကနေ့ခေတ်2ကျိတ်8စု2ကျိတ်8စုနဲ့တည်ထားကိုးကွယ်ကြတာအဲ့ဒီအဓိပ္ပာယ်ရှိတယ်လို့ဒီလိုမှတ်ရ